တက်မယ်ဈေးအများကြီးမသုံးဘူးအိမ်သုံးအစုံသုံးကျင်ပါတယ်ဆိုတဲ့လူကြီးမင်းနဲ့အတွက်43သိန်းဝန်းကျင်တန်ဆိုလာမီးပေးစနစ်1200တစုံရှိပါတယ်ဒီဆိုလာမီးပေးစနစ်ကနေရောင်ခြည်စွမ်းအင်ကိုအသုံးပြုပြီးတော့ဒါလျှက်စစ်မီလိုအပ်နေတဲ့နေရာဒေသတွေမှာလျှက်စစ်ပစ္စည်းတွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ကဲဘလောက်ဝက်တွေပါဝင်မလဲဆိုရင်တော့ဆိုလာမှာဆိုရင်980ဝက်မွန်နိုဆဲဆိုလာပန်နယ်ကတစ်ချက်ပါမယ်ဆိုလာမှာအာမခံ9နှစ်ပါပါတယ်အင်ဗာတာမှာဆိုရင်လည်းဒါလူမီနီယမ်အမတ်တစိတ်1200ဘူးရဲ့တွဲဖို့ပြူဝါဆိုင်ဝင်းအင်ဗာတာတစ်လုံးပါမယ်ဒီအင်ဗာတာလေးကအိန္ဒိယနိုင်ငံထုတ်ကိုမှအာမခံ3နှစ်ပါပါတယ်ဒါဘရီယိုမှာဆိုလို့ရှိရင်1အမတ်တစိတ်200 ampere hour တွဲဖို့ acid battery တစ်လုံးပါမယ်ဒီဘရီယိုမှာလည်းအာမခံပါဝင်ပြီးတော့ VN နိုင်ငံထုတ်ကိုမှဥရောပနည်းပညာနဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်ဒါမျိုး MPPT solar charge controller တစ်လုံးနဲ့အခြား solar inverter battery နဲ့ပတ်သက်တဲ့ဆက်ပစ္စည်းတွေအကုန်လုံးအပါဝင်ကုန်မှဈေးနှုန်း43သိန်းဝန်းကျင်သာကျသင့်မှာပဲဖြစ်ပါတယ်ဘာတွေသုံးလို့ရမလဲဆိုရင်တော့ Ecola Panga TV Wi-Fi အိမ်မီနဲ့ laptop တွေအခြားသောအိမ်သုံးရုံးသုံးဆိုင်သုံးတွေအတွက်အဆင်ပြေပြေအသုံးပြုလို့ရပါတယ်နေရာဒေသမျိုးမှာတက်ဆင်အသုံးပြုလို့ရပြီးတော့ဈေးနှုန်း43သိန်းဝန်းကျင်သာကျသင့်မဲ့ဆိုလာမီးပေးစနစ်1200တစုံကိုစိတ်ဝင်စားလို့ဝယ်ယူတက်ဆင်အသုံးပြုလို့တဲ့ဆိုရင်တော့ညီမတို့10ပြားစီ Pro Max ရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့399933လုံး1010တို့မှာလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူအားပေးလို့ရသလို10ပြားစီ Pro Max ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးနဲ့ပြည်ဦးလွင်တောင်ကြီးမြို့တွေမှာလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကျလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်။နေမှာများဆိုရင်လည်းပစ္စည်းလေးတွေကားဂိတ်မှတစ်ဆင့်ပို့ဆောင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အနေနဲ့အရရက်ကနေယုံကြည်စိတ်ချစွာနဲ့မှာယူအားပေးလို့ရပါတယ်။